ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်ကျွန်တော်တို့ရေပေးတဲ့ကျွန်တော်ပြည်သူတွေအတွက်မိသားစုတွေအတွက်ကျွန်တော်တက်နိုင်တဲ့အင်အားနဲ့ကျွန်တော်ဆိုလည်းမဒီငွေဆရာနဲ့အိတ်တရအဲ့တော့တောင်းတွင်းကြီးကပို့လိုက်ချင်တဲ့မိသားစုတွေလည်းအကုန်လုံးပေါ့နော်စုပေါင်းပြီးတော့ကျွန်တော်တို့လွန်ခဲ့တဲ့2ရက်လောက်ထိကသိန်း200နဲ့မှ9သိန်းတော့ရပြီအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် reaction လုပ်ပြီးသွားမယ့်ဗီဒီယိုလေးကတော့ကျွန်တော်မင်းသားဆိုင်မိုးရဲ့ကျွန်တော်ဒီARD တိုင်းကပေါ့နော်ကျွန်တော်တို့လေးမျက်နှာရှီပေးနဲ့ပတ်သက်ပြီးတော့သူအနေနဲ့ဒါကူလို့စေချိန်ကြီးပေါ့နော်ကျွန်တော်တို့ဒါလူငွေရရှိခဲ့ပုံနဲ့နောက်ပြီးတော့ကျွန်တော်တို့ဒါသူအနေနဲ့ရေပေးတွေ့နေတဲ့ပြည်သူတွေကိုကျွန်တော်တို့ဒါအပိစကားပြောသွားတဲ့အင်တာဗျူးလေးပေါ့နော်အင်တာဗျူးဗီဒီယိုလေးကိုကျွန်တော်နေနဲ့ဒါပြန်ပြီးတော့ reaction လုပ်ပေးသွားမှာဖြစ်ပါတယ်လိုက်ပါကြည့်ရှုပြီးပါဒီဘေးပေါ့နော်ဒီနေ့လာရတိုင်းပဲလေးမျက်နှာထပ်တူစိတ်မကောင်းဖြစ်ရပါတယ်ကျွန်တော်တို့ရေပေးတဲ့ကျွန်တော်ပြည်သူတွေအတွက်မိသားစုတွေအတွက်ကျွန်တော်တက်နိုင်တဲ့အင်အားနဲ့ကျွန်တော်ဆိုလည်းမဒီငွေဆရာနဲ့အိတ်တရအဲ့တော့တောင်းတွင်းကြီးကပို့လိုက်ချင်တဲ့မိသားစုတွေလည်းအကုန်လုံးပေါ့နော်စုပေါင်းပြီးတော့ကျွန်တော်တို့လွန်ခဲ့တဲ့2ရက်လောက်ထိကသိန်း200နဲ့မှ9သိန်းတော့ရပြီအဲ့တော့ကျွန်တော်ရဲ့ fan တွေကလည်းကိုတက်အားဖြင့်စုပြီးတော့5သိန်းတော့ရသွားပြီနော်လူတော့ကျွန်တော်တို့ကတေချာချိတ်ဆက်ပြီးတော့လူရမှာဟုတ်အမြန်ဆုံးအဆင်ပြေပါစေလို့ပဲဆုတောင်းပါတယ်ဒါဘာပဲပြောပြောအဆင်ပြေပါပါအဆိုးပြီးရင်တော့အကောင့်တွေရောက်လာမှာပါလောကဓာတ်တော့ကျဉ်းကျဉ်းခံပြီးတော့ခက်ခဲတွေမှန်သမျှကြော်လွှားဖို့တော့လိုတာပေါ့နော်စိတ်ဓာတ်တွေမရိုင်မလို့ပဲနဲ့ကြော်လွှားနိုင်မှာပါအများဆုံးအဆင်ပြေပါစေလို့ဆုတောင်းပါတယ်ဟုတ်တယ်အများပိုင်း2ပိုင်း1ပိုင်းမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်အများကြီးချစ်ချင်တာတယောက်တည်းရှင်နည်းနည်းလေးချစ်ရမှာဆိုလို့အခုဆိုအများကြီးချစ်ရတယ်928လည်းအများကြီးချစ်ရတယ်1500လည်းအများကြီးချစ်ရတယ်ဟုတ်တယ်ကျွန်တော်မိသားစုတွေကလည်း928လည်းအများကြီးချစ်တယ်1500လည်းအများကြီးချစ်တယ်အဲ့အတွက်ကျွန်တော်ချစ်တယ်အများကြီးပိုင်ဆိုင်ရတဲ့လူသားတစ်ယောက်ပါဟုတ်ပါပြီဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါအခုသူပြောသွားတာတွေကတော့ကျွန်တော်ဒါလူတွေလောလောဆယ်ပေါ့နော်လောလောဆယ်အချိန်ကြီးတော့ကျွန်တော်သိန်း200နဲ့မှ9သိန်းကြီးရနေပြီဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီလက်ရှိအချိန်ကြီးပြောတာပေါ့နော်ကျွန်တော်နောက်ပိုင်းကျွန်တော်ဒီရေပေးလူရဲ့အချိန်ကြီးဆိုရင်ဒါထပ်ပြီးတော့လဲတိုးလာနိုင်သေးတယ်ပေါ့နော်ကျွန်တော်ဟိုရက်ကတော့ကျွန်တော်မနေ့ကပေါ့နော်တင်ခဲ့ပြရရှိပါတယ်ကျွန်တော်ဒါဒီသိန်း135သိန်းသူအနေနဲ့ဒီကောင်းနေကြီးကျွန်တော်နောက်ဆုံးညမှာရခဲ့တယ်ပေါ့နော်ရေပေးတော့ဆိုပြီးတော့ရခဲ့တဲ့ဟာကဒီအခုဆိုလို့ရှိရင်တော့ဒါ205သိန်းအထိရနေပြီလို့သူအနေနဲ့ပြောသွားတာဖြစ်ပါတယ်နောက်ပြီးတော့ဒါရေပေးတဲ့ပြည်သူတွေကိုလည်းသူအနေနဲ့သိတယ်မကြဘူးအမငယ်ဖို့နဲ့အပီးစကားပြောသွားတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ပြည်သူတွေအနေနဲ့ဒါကတော့ကောင်းတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါဖြစ်ဒီဗီဒီယိုလေးကိုကျွန်တော်အနေနဲ့ဒါပြန်ပြီးတော့ version ပြန်လုပ်ပြီးတာပေါ့နော်ပြည်သူတွေနေလည်းသိရအောင်လို့ဆိုပြီးဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီထောက်ပါပဲ